ဥတရခဲနေပြည်တော်တပ်ကုန်းမြို့နယ်ထန်တော်ကြီးအုပ်စုကုန်းရွာကြီးရွာမှာကျွန်တော်ရက်မိရပ်ဖဖြစ်တာဥဝင်းမောင်ဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီ COVID-19 နဲ့ပတ်သက်ပြီး COVID-19 နဲ့ပေါ့လေဒီ Cup Forward ဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြီးရွာမှာဆောင်ရွက်ခဲ့တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရက်မိရပ်ဖတယောက်အနေနဲ့အားလုံးကိုလည်းကျွန်တော်တို့စိတ်ထဲမှာတော်တော်များများလေးအဆင်ပြေပါတယ်နောက်ကျွန်တော်ကြီးလက်တပ်ကုန်းမြို့နယ်ကြီးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးကြပ်ပြီးတော့ဆောင်ရွက်ပေးတဲ့ဒီလုပ်ငန်းလေးတွေကိုလည်းကျွန်တော်တို့ကြီးရွာသားတွေရဲ့ကိုယ်စားကျွန်တော်ရက်မိရပ်ဖတယောက်အနေနဲ့အထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒါလေးကိုလည်းနိုင်ငံတော်ကအကြီးအကဲတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်နောက်ကျွန်တော်တို့ဒီကြီးရွာမှာလုပ်ထားတဲ့ဒီပေါ့လေတန်တူးပေါ်ခြင်းလုပ်ငန်းများပေါ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အနေနဲ့ရက်မိရပ်ဖတယောက်အနေနဲ့ကိုကြီးရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကြီးရွာဒီလူတို့တွေကလည်းငွေရတယ်ကိုကြီးရွာလည်းတိုးတက်တယ်နောက်ဒီရေတွေဟာဆိုလို့ရှိရင်ဒီကန်ထူးပေါ်လိုက်တဲ့အတွက်ကျွန်တော်တို့စိုက်ပျိုးရေးကျွဲရည်နွားရည်အစပေါ့လေအားလုံးအဆင်ပြေတဲ့အတွက်ကိုလည်းကျွန်တော်တို့ကဒါဘာမှပြောစရာမရှိပါဘူးဒါအတွက်လည်းအထူးကောင်းမွန်တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်